Hello အားလုံးပဲမင်္ဂလာပါရှင်ဒီအနားလိုက်ပိုင်းချမ်းမှာပြန်လဲကြိုဆိုပါရစေเนาะဒီဗီဒီယိုကိုလာကြည့်တဲ့သူလေးတွေထဲမှာပေါ့เนาะကိုယ့်ရဲ့တစ်ဖက်သူရှိတဲ့သူလေးတွေပေါ့เนาะ crush ပဲဖြစ်ဖြစ် situation ပဲဖြစ်ဖြစ်relationship ပဲဖြစ်ဖြစ်ပေါ့เนาะဒီ connection တစ်ခုမှာအရင်ကြီးအဆင်မပြေဘူးပေါ့เนาะအရင်ကြီးအဆင်ပြေမနေဘူးခုချိန်မှာbreak up ဖြစ်ထားတဲ့လူတွေပဲဖြစ်ဖြစ်ဘလို့ပေါ့เนาะဥပမာမရေရာမတေချာမှုတွေကိုယ်စီမှာဖြစ်နေပြီအဲ့တော့ဒီတရားဦးတွေကဆက်သွားရမလားရက်လိုက်ရမလားเนาะဒီတရားကကိုယ့်ပေါ်မှာဘလို့ feeling မျိုးရှိတာလဲပေါ့เนาะအဲ့လိုမျိုးကိုယ့်အတွက်မရေရာမှုတွေကိုဒီနေ့ပေါ့เนาะရှင်းလင်းအောင်ကြည့်ပေးခြင်းတဲ့ reading တွေဖြစ်ပါတယ်เนาะဒီနေ့လည်းပဲဒီအကြောင်းအရာတွေကအရန်လေးနဲ့တယ်လူတွေအရန်များတဲ့အခါမှာ energy တွေများတယ်เนาะအဲ့တော့ဒီနေ့လည်းပဲ file လေးခွဲပေးထားပါတယ် file 1 file 2ဖြစ်ပါတယ်เนาะအဲ့တော့ကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်အောင်ပေါ့နော်အတက်နိုင်ဆုံး breathing ပြီးတော့ပေါ့နော်3ခေါက်လောက်အနည်းဆုံးလုပ်ပါအနည်းဆုံးပေါ့နော်အနည်းဆုံးလုပ်ပါအချိန်မလောက်ဘူးဆိုရင်ဒီဗီဒီယိုလေးကို pause လုပ်ပြီးတော့ကိုယ်စိတ်တည်ငြိမ်အောင်ထိရှုသွင်းရှုထုတ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပြီးတော့မှဒီချက်ချလေးရွေးပါเนาะအခုကနေပြီးတော့အချိန်တစ်ခုစပြီးတော့သတ်မှတ်ပေးပါမယ်အခုစတင်ပြီးတော့ရွေးလို့ရပါပြီเนาะကဲအခုစလိုက်ပါမယ်เนาะfile 1 file 2ပါအဲ့တော့ပထမအဆုံး file 1လေးကိုစလိုက်ပြီเนาะ file 2လေးခဏဖယ်ထားပါမယ်ဒါကတော့ file 1လေးရဲ့ window လေးပေါ့เนาะဒါကတ်ဒီအကုန်လုံးကတော့ထုတ်ထားပြီးသားဆိုပေမဲ့လို့မကြည့်ရသေးဘူးเนาะခုကစပြီးတော့ကြည့်မယ်အဲ့တော့ပထမအဆုံး तू ကကိုယ့်ပေါ်မှာဘယ်လို feeling မျိုးရှိရလဲပေါ့เนาะဒါကကတ်ဒီစပြီးတော့ချတဲ့အချိန်မှာဒီလိုလေးပေါ့เนาะဒါလေးခဏဖယ်ထားပါမယ်ဒီလိုလေးပါဒီလိုလေးဖြစ်ပါတယ်ဖိုင်ဝါလေး energy ကတော့မကောင်းနေဘူးအခုဒီဗီဒီယိုကိုလာကြည့်တဲ့သူလေးတွေကိုယ့်ရဲ့တစ်ဖက်သူနဲ့အခြေအနေကောင်းတယ်အဆင်ပြေတယ်ဆိုတဲ့သူလေးတွေဒါကတော့ကိုယ့်ရဲ့ reading မဟုတ်တော့ဘူးပေါ့နော်နောက်ထပ်ဖိုင်2ကိုဖြစ်သွားရွေးပါဒါမှမဟုတ်ရင်တခြား reading လေးတွေကိုသွားကြည့်ပါနော်ဒီအခုဖိုင်ဝါလေးတွေကတော့အဆင်ပြေမနေပါဘူးတစ်ဖက်သူနဲ့လုံးဝအဆင်မပြေနေတာမျိုးကိုတွေ့ရတယ်နော်ဖြစ်ခဲ့တာလည်းဖြစ်နိုင်တယ်လို့အခုလက်ရှိဖြစ်နေရတယ်ဖြစ်နိုင်တယ်လို့နေရာဖြစ်ချမှာဖြစ်နိုင်တယ် energy မျိုးလည်းဖြစ်နိုင်ပါတယ်เนาะအချိန်လေးတစ်ခုတိမ်ဆောင်ရှိနိုင်ပေမဲ့လို့ဒီနှစ်ယောက်ရဲ့ connection ကအဲ့လိုပုံစံမျိုးပါဒီနှစ်ယောက်ကဘယ်လို connection လဲဆိုတာလေးပါကြည့်ပေးထားဒါကတော့ तू ကိုယ့်အပေါ်မှာဘယ်လို feeling မျိုးရှိရလဲဆိုတာနဲ့ပတ်သက်ပြီးကြည့်ပေးထားတာပေါ့เนาะဒါကတော့ဒီနှစ်ယောက်ရဲ့ connection ကဘယ်လို connection မျိုးလဲဆိုတာလေးကိုကြည့်ပေးထားဖြစ်ပါတယ်ဒါကတော့ပေါ့เนาะသူနဲ့ကိုယ်နဲ့ရဲ့ situation ကိုဆက်သွားတင်လားရက်လိုက်တင်လားဆိုတဲ့အပိုင်းလေးနဲ့ပတ်သက်ပြီးတော့ကြည့်ပေးထားဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ hidden feeling ဖြစ်ပါတယ်ကတ်ဒီအကုန်လုံးကိုတော့ချလိုက်မယ်เนาะပြီးပြီဆိုမှပြောစရာရှိရလေးပြောမယ်ခဏလေးเนาะကဲဒါလေးကတော့အပြည့်အစုံပေါ့เนาะသူ့ရဲ့ energy သူ့ရဲ့ကိုယ်ပေါ်မှာထားတဲ့ energy ပါမယ်သူနဲ့ကိုယ်နဲ့နှစ်ယောက်ရဲ့ connection မလို့ connection မျိုးလဲဆိုတာလေးပါမယ်ပြီးရင်ဒါကတော့သူ့ကိုဆက်ဆောက်တင်လားရက်လိုက်တင်လားဆိုတဲ့အခြေအနေလေးပါတယ်ဒါကတော့သူ့ရဲ့လက်ရှိ hidden feeling ပေါ့เนาะအဲ့လိုမျိုးလေးဖြစ်ပါတယ်ဖိုင်ဝါလေးရဲ့ reading လေးကိုစလိုက်ပါမယ်เนาะဖိုင်ဝါလေးတို့နှစ်ယောက်ကလေဒီအခု connection တခုကိုစကြတဲ့ကဥပမာ crush ပဲဖြစ်ဖြစ် situation ပဲဖြစ်ဖြစ် relationship ပဲဖြစ်ဖြစ်ပေါ့เนาะ crush ဆိုရင်တော့ဒါဒီ energy ကအရင်ကြီးကိုက်ညီမှုရှိမှာမဟုတ်ဘူးတခုခုဆက်ဆံရေးတခုခုရှိထားပြီးသား crush ဆိုရင်လည်းလုံးဝကိုယ့်ဘက်ကတစ်ဖက်သက် crush တဲ့အဆင့်မဟုတ်ဘဲနဲ့နားလည်မှုတစ်ခုသူနဲ့ဆက်ဆံမှုတစ်ခုရှိခဲ့ပြီးသားပေါ့နော်အဲ့လိုလိုမျိုးဖြစ်မဲ့ situation ပါမယ် relationship ပါမယ်အခုချိန်မှာဘာဖြစ်နေလဲဆိုရင်သူကိုယ့်ပေါ်မှာထားတဲ့ energy ကသူနဲ့ကိုယ်နဲ့ကတဲ့စတင်ခဲ့တဲ့အချိန်ကလေးကပေါ့နော်လုံးဝလေးနဲ့တဲ့ခံစားချက်မပါဘူးအပျော်သဘော flat တဲ့အဆင့်ပေါ့နော်အဲ့လိုအဆင့်လောက်ပဲပါတယ်အစားတော့ကတော့ဒါအဆင်ပြေရင်တော့ဆက်တွဲမယ်ပေါ့နော်အရန်ကြီးလေးနဲ့တဲ့ပုံစံမျိုးနဲ့စတင်ခဲ့တာမဟုတ်ဘူးလို့ပြောချင်တာနော်အပျော်ဒီလိုစကားလေးတွေပြောရင်ဘာရင်ဖြစ်ဖြစ်new beginning တစ်ခုစခဲ့တာသူနဲ့ကိုယ်နဲ့ရဆက်ဆံရေးရပေါ့နော် connection ကအဲ့လိုမျိုးစခဲ့တာတကယ်လို့ relationship ဆိုရင်လည်းပဲ relationship သမားတွေနည်းနည်းတော့စိတ်မကောင်းပါဘူးနော်သူစီမှာကိုယ့်ပေါ်မှာအရန်လေးနဲ့လွန်တဲ့ခံစားချက်မျိုးမဟုတ်ခဲ့ဘူးပေါ့နော်စကြရဟာဒါတယောက်နဲ့တယောက်ကဒီလိုမျိုးပဲဟိုပေါ့
တာမန်ပြောရဲဆိုတဲ့အစင် flat တဲ့အစင်လောက်ကနေပြီးတော့မှ relationship တွေကိုဒီတိုင်းပဲရောက်သွားခဲ့တာပေါ့နော်အရင်ကြီးလေးနဲ့တဲ့ချစ်ချင်းမြတ်တာတွေကိုတော့မတွေ့ရဘူးပေါ့နော်မတွေ့ရဘူးဒါအစပေါ့နော်ဒီဇလန်းရဲ့အစမှာအဲ့လိုမျိုးပါအဲ့လိုအခြေအနေကနေပြီးတော့မှဘယ်အစင်မှမရောက်လိုက်သေးပဲနဲ့သူ့ဘက်ကနေပြီးတော့ကို break သွားတာမျိုးပေါ့နော်သူ့ဘက်ကနေကိုအဆက်အသွယ်ဖြတ်သွားတာမျိုးဒါမှမဟုတ်ရင်သူနဲ့ကိုနဲ့ရှိနေတဲ့ situation လေးကိုလက်ခိုးလောက်သွားတာမျိုးဖြစ်နိုင်ပါတယ်နော်အဲ့လိုမျိုးဖြစ်နိုင်တယ်အခုလက်ရှိမှာလည်းသူ့ရဲ့ကိုယ်ပေါ်မှာထားတဲ့ energy ကအဲ့လိုဖြစ်နေတယ်ပေါ့နော်သူနဲ့ငါနဲ့ပေါ့နော်အပျော်သဘောပဲရှိသေးတာ seriously မသွားသေးဘူးပေါ့နော်မသွားဘူးပေါ့နော်ငါတခြားကိစ္စတွေလုပ်เสียရှိတယ်เนาะဒီထက်အရေးကြီးတဲ့အရာတွေလုပ်เสียရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့လက်တလုံးမှာသူ့ဘက်ကကြောခိုင်းသွားတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ်သူကအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ရင်ကိုယ့်ပေါ်မှာပြတ်သားတယ်နော်ကိုယ့်ပေါ်မှာပြတ်သားတာမျိုးကိုတွေ့တယ်။ तू ကဘယ်လိုလဲဆိုရင် तू လောက်ရမယ့်ကိစ္စသူကိစ္စတွေနဲ့ရှင်းလာပြီဆိုရင်တော့သူကကိုပြက်ပြက်သားသားဖြတ်တောက်မဲ့သူမျိုးပါနော်နည်းနည်းလဲဘယ်လိုခေါ်မလဲပေါ့အတ္တကြီးတယ်ပေါ့ပြောရမယ်ဆိုရင်တော့လေသူ့အတွက်အကျိုးမရှိရင်ဘာမှမလုပ်တဲ့သူမျိုးပေါ့နော်သူ့အကျိုးနဲ့ရှင်းလာပြီသူကိစ္စတွေနဲ့ရှင်းလာပြီဆိုရင်ပြက်ပြက်သားသားပြောဖို့ဖြတ်ဖို့လဲသူကဝင်မလေးတဲ့သူမျိုးဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာအကြောင်းမလို့ပဲဖြစ်သွားတဲ့အခြေအနေမျိုးပထီရောက်ခဲ့တယ်ပေါ့နော်ဒါလုံးဝကြလာတဲ့ကတ်တွေရဆိုရင်ပြောမယ်ဆိုရင်ကွာအရန်ကြီးလေးနဲ့တဲ့ feeling နဲ့စခဲ့တာလည်းမဟုတ်တယ်လို့ခုချိန်မှာသူ့ဘက်ကကိုယ့်ပေါ်မှာလုံးဝပြတ်သားနေတာမျိုးကိုတွေ့ရတယ်နော်လုံးဝပြတ်သားသွားတာပြတ်သားတာမှဒီမှာသုံးကတ်တောင်စတိုက်ကြတယ်နော်သူ့ဘက်ကလုံးဝကိုပြတ်သားသွားပြီနော်အဲ့လိုအခြေအနေမျိုးဖြစ်တယ်ပြီးတော့အဲ့လိုပြတ်သားတဲ့အကြောင်းကိုလည်းကိုကလေသိလားအခုတည်ပြီးသားဖြစ်နိုင်တယ်လို့မကြခင်မှာပဲသိရတော့မယ်နော်ပို့ပြီးတော့ပေါ့နော် ASOS energy နဲ့ပို့ပြီးတော့ပထမကကိုပြတ်တယ်လို့ပုံမလင်းလင်းမပြောဘူးဆိုရင်တောင်မှလေရှင်းရှင်းလင်းလင်းသူ့ဘက်ကပြောလာမှာမျိုးရှိတယ်လုံးဝမဖြစ်နိုင်ဘူးဒီကောနဲ့ရှင်းရှင်းဆက်သွားလို့လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုသူ့ဘက်ကရှင်းရှင်းလင်းလင်းပြောလာမှာမျိုးဖြစ်တယ်အဲ့ဒီလိုပြောလာတဲ့အကြောင်းရင်းနဲ့ကိုပေါ်မှာအခုလိုပြတ်သားတဲ့အကြောင်းရင်းကလည်းဟိုဘက်မှာသူ့ရဲ့ပေါ့နော်ကိုနဲ့ပတ်သက်တဲ့ situation ထပ်ပို့ပြီးအရေးကြီးတဲ့အကြောင်းအရာတွေရှိတယ်เนาะပို့ပြီးတော့အရေးကြီးတဲ့ feeling မျိုးတွေရှိတယ်ဒါပေမဲ့အဲ့တော့ capsule ဒီဘက်မှာက Queen of Swords ဖြစ်တဲ့အတွက်ပေါ့နော်တခြားတပ်ပါဆန်လား new person လားအဲ့ဒါမျိုးထက်စာရင်သူကဘယ်လိုခေါ်မလဲဘယ်လိုခေါ်မလဲ material ပေါ့နော် material ဘိုင်းပို့ပြီးတော့များလိမ့်မယ်ဖြစ်တဲ့နာကိုသူလုပ်တယ်သူဖြစ်ချင်တာတွေသူ့ရဲ့ဆန္ဒတွေနဲ့သူလုပ်ရမယ့်အပိုင်းနေနဲ့ပတ်သက်ပြီးရင်တော့ကိုကပေါ့နော်ဘာမှမဟုတ်ဘူးပေါ့နော်သူ့ရဲ့အကြောင်းအရာတွေကပဲဦးစားပေးအခြေအနေမျိုးဖြစ်ပါတယ်အဲ့ဒီလိုစိတ်နဲ့ပဲသူဖြတ်တောက်သွားတာပေါ့နော်တခြား feeling ထက်ဆိုင်ရင်တော့အဲ့ဒီအကြောင်းအရာတွေကြောင့်ပေါ့နော်ကိုဖြတ်တောက်သွားတာအဲ့ဒါကတော့သူ့ရဲ့ကြီးပွားတိုးတက်ရေးလည်းဖြစ်နိုင်တယ်လို့သူ့ရဲ့အလုပ်ကိုင်ငွေကြီးပိုင်းလည်းဖြစ်နိုင်တယ်လို့သူတာဝန်ယူရမယ့်အပိုင်းသူလုပ်ရမယ့်အပိုင်းသူဖြစ်ချင်တဲ့သူလုပ်ချင်တဲ့ကိစ္စတွေပေါ့နော်အဲ့ဒါကြီးနဲ့ပတ်သက်ပြီးတော့ကိုဖြတ်တောက်သွားတာဖြစ်ပါတယ်ကိုပေါ်မှာအတ္တကြီးပါတယ်ကိုမငဲပါဘူးเนาะကိုပေါ်မှာအဲ့လိုလေးနက်တဲ့ feeling မျိုးမရှိတာကိုလည်းတွေ့ရပါတယ်เนาะအဲ့တော့ ASOS နဲ့အခုချိန်မှာလုံးဝပြတ်သားတာမျိုးကိုတွေ့တယ်ရန်နေပါတွေတကယ်လို့စကားများတယ်ရန်ဖြစ်တယ်ပြဿနာတက်တယ်ဆိုရင်လည်းသူ့ဘက်ကကိုနာကျင်ရမယ့်စကားမျိုးတွေပြောပါလိမ့်မယ်ပြတ်သားတဲ့အကြောင်းတွေသူပြောပါလိမ့်မယ်နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရပါတယ်အခုလက်ရှိမှာအဲ့လိုဖြစ်နေတဲ့သူတွေပါလား5-1အကယ်၍မပါဘူးဆိုရင်ဒီဖိုင်ကယူရိုတော့မဟုတ်ဘူးเนาะဘာလို့လဲဆိုရင်လက်ရှိမှာဒီလိုကိုလုံးဝ broken ဖြစ်နေတဲ့ feeling မျိုးဖြစ်နေတဲ့သူတွေဖြစ်ရမယ်5-1ကနော်အဲ့လိုမျိုးမဖြစ်နေဘူးဆိုရင်တော့ကိုယ့်အတွက်မဟုတ်ပါဘူးเนาะဒီနှစ်ယောက်ရဲ့ connection ကဘယ်လို connection မျိုးလဲဆိုရင်ဒီမှာ honeymoon နော် release your ex ဆိုတာကိုကြားတဲ့အတွက်ချမ်းကနှစ်မျိုးမြင်တယ်เนาะနှစ်မျိုးမြင်တယ်ဆိုတာကဘယ်လိုလဲဆိုရင်တချို့ကကွာအရှိက ace နဲ့ပတ်သက်ပြီးတော့ပေါ့နော် feeling တွေ drama တွေရှိနေတာမျိုးเนาะကိုယ့်ရဲ့စိတ်မှာ trauma တွေရှိတာမျိုးပေါ့နော် drama တွေဖြစ်ခဲ့ပြီးတော့ trauma တွေရခဲ့တာပေါ့ခင်ဗျသိတယ်မလားအဲ့လိုမျိုးလေးပေါ့အဲ့လိုလူမျိုးတွေပါလိမ့်မယ်အဲ့တော့အခုဒီကိုလာကြည့်တဲ့သူနဲ့ကိုကပေါ့နော်အဲ့ဒီရဲ့နောက်မှာပေါ့နော်ဖြစ်တဲ့ connection ဖြစ်နိုင်တယ်เนาะအဲ့တော့ကိုကရှေ့က ace နဲ့ပတ်သက်ပြီးတော့ကိုကပေါ့နော်ရှင်းပြောရင်တော့ healing မဖြစ်သေးဘူးအခုကတော်တော်များများဘယ်လိုဖြစ်နေလဲဆိုရင် relationship ကလေရှေ့တစ်ယောက်နဲ့ healing မဖြစ်သေးဘူးနောက်တစ်ယောက်ကိုအစားထိုးတာမျိုးနောက် feeling ကိုအစားထိုးလိုက်ရင်တော့ရှေ့တစ်ယောက်ကိုမေးနိုင်မှာပါလေဆိုတဲ့စိတ်မျိုးနဲ့သူတွေများတယ်ချမ်းစီမှာ personal လာကြည့်ရင်လည်းအဲ့လိုလူတွေများတယ်အဲ့တော့ဘာဖြစ်လဲဆိုရင်ချမ်းတို့ကကိုဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ကိုရဲ့ trauma နဲ့ပတ်သက်ပြီးတော့ healing မလုပ်ဘဲနဲ့နောက်တစ်ယောက်ကိုတွဲတယ်ဆိုရင်နော်တေးကြတယ်အဲ့နောက်တစ်ယောက်နဲ့က connection ကလည်းအဆင်ပြေမှာမဟုတ်ဘူးအကယ်၍အပေါ်ရမှာအဆင်ပြေတယ်ဆိုရင်တောင်မှလေကိုစိတ်ဒီမှာကတကယ် healing မဖြစ်တဲ့အတွက်တနေ့နေ့ကြာရင်အဲ့ဒီရဲ့အားတွေကစုလာမယ်အဲ့ဒီ energy တွေကစုလာပြီးရင်ပေါ့နော်
အခုလိုကြီးကြီးမားမား break up ဖြစ်တာမျိုးကိုရီးယားဂျားမှာပေါ့နော်ကိုရီးယားကိုစမ်းသက်တဲ့ lesson တွေလာတာမျိုးဖြစ်နိုင်တယ်အဲ့ဒီလိုအချိန်မျိုးကြရင်စုပြီးတော့ခံရတတ်တယ်အဲ့ဒီတော့ပေါ့နော်ချမ်းအကြံပေးချင်တာဒီ reading နဲ့ပတ်သက်ပြီးတော့အကြံပေးချင်တာကလေရှေ့ကကို့မှာ ace ရှိခဲ့တယ်ဆိုရင်အဲ့ဒီ ace နဲ့ပတ်သက်ပြီးတော့အရင်ဟိုပေါ့နော်ဖြစ်ခဲ့တဲ့ဟာတွေအကုန်လုံးကို healing လုပ်နိုင်ဖို့ကြိုးစားပါနော် healing မဖြစ်ဖ ೇನೆ နောက်တစ်ယောက်ကိုမတွဲတာအကောင်းဆုံးပါပဲအဲ့ဒါကိုလည်းဒုက္ခပေးရရောက်တယ်လို့သူများကိုလည်းဒုက္ခပေးတာ ਨੇ အတူတူပါပဲเนาะအဲ့တော့လေကိုအရင် healing လုပ်ပါတကယ်လို့တစ်ဖက်သူမှာအဲ့လိုမျိုးရှိနေရဆိုရင်လည်းသူ့ဟာသူပဲ healing လုပ်ပါစေအောင်เนาะကိုကအရန် meditation ကြီးတွေလုပ်ပြီးတော့လေငါနဲ့တွဲလိုက်အဆင်ပြေသွားလိမ့်မယ်ဆိုတာမျိုးတွေတွားမလုပ်ပါနဲ့เนาะလက်ကားနေကိုဒုက္ခကိုရှာတယ်လို့ဖြစ်လိမ့်မယ်ဒါကတော့တစ်ဖြက်ပေါ့เนาะကြုံလို့ပြောပြတာပေါ့နော်ခုဒီမှာဆိုရင်ကွာရှေ့တယောက်နဲ့ကလုံးဝ honeymoon ဖြစ်တဲ့အတွက်ရှေ့တယောက်နဲ့ကကိုကလေအရန်ကိုပေါ့ seriously တွဲခဲ့တာမျိုးဖြစ်နိုင်တယ်လုံးဝ married life တစ်ခုအထီသွားဖို့အထီရည်ရွယ်ပြီးတော့ရည်ရွယ်ပြီးတော့မှပြတ်တောက်ခဲ့ရလဲဖြစ်နိုင်တယ်လို့တချို့ကလည်းပေါ့နော်ဒါကတော့တိုက်ဆိုင်တာယူပါကိုတွေ divorce ဖြစ်ခဲ့တာမျိုးပေါ့ဥပမာရှီတယောက်နဲ့ကလက်ထပ်ပြီးတော့မှဒုမို့ဆစ်ဆက်ပြီးတော့မှပြတ်ခဲ့တဲ့သူတွေပါနိုင်တယ်အဲ့တော့ကိုကရှေ့မှာ trauma တွေရခဲ့ပြီးပြီအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီ ace နဲ့ပတ်သက်ပြီးတော့လည်းအပြီးတိုင်း release မလုပ်နိုင်သေးဘူးပေါ့နော်သူ့ကိုလက်ကိုမလုပ်နိုင်သေးဘူးလူကိုနာကျင်တဲ့စိတ်ကြောင့်ဥမာကွာ break up ဖြစ်ခဲ့ပြီဆိုမှတော့အရန်ကြီးလေ healthy connection အနေနဲ့ပေါ့နော် break up ဖြစ်ခဲ့တာတော့မဖြစ်နိုင်ဘူးကွာအနေနဲ့အများတော့ပြဿနာတွေရှိခဲ့မယ်စကားအများရန်ဖြစ်တာတွေရှိခဲ့မယ်နာကျင်တာတွေရှိခဲ့မယ်ပေါ့နော်အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကိုကပေါ့နော်သူ့ကိုလူကိုမေးဖို့ကြိုးစားတယ်ဆိုရင်တော့မဖြစ်ခဲ့တဲ့ trauma တွေကိုမမေ့နိုင်သေးရဖြစ်နိုင်တယ်เนาะအဲ့ဒီ trauma တွေကြောင့်မလဲကိုကလေဖြစ်ခဲ့တဲ့ drama တွေကိုမမေ့နိုင်သေးရဖြစ်နိုင်တယ်เนาะအဲ့တော့ကိုမှစိတ်တိုင်းရည်ရှိမယ်အဲ့ဒီအကြောင်းအရာတွေကိုအပြီးတိုင်းrelease လုပ်နိုင်ဖို့အရင်ကြိုးစားပါအောင်လွှတ်ချနိုင်ဖို့အရင်ကြိုးစားပါအောင်ပေါ့เนาะဒီ connection ကဘာလဲဆိုရင် X ကို release လုပ်နိုင်ဖို့လိုနေတာပါအကယ်၍ကိုယ့်ဘက်မှာအဲ့ဒါမျိုးမရှိဘူးဆိုရင်ဟိုတစ်ဖက်သူဘက်မှာအဲ့ဒါမျိုးရှိနိုင်တယ်เนาะအဲ့တော့ तू အဲ့ဒါကို release မလုပ်နိုင်မနဲ့ကိုယ့်ကိုအစားထိုးတာကိုယ့်ကိုလာပြီး flat တာဆိုရင်တော့ तू ထားခဲ့တယ်ဆိုတာကောင်းတယ်ပေါ့เนาะကိုယ့်ဘက်ကနာကျင်စရာမလိုဘူးเนาะဘာလို့လဲဆိုရင်သူ့ရဲ့ trauma တွေကြောင်းမလို့ကိုကပို့ပြီးတော့နာကျင်ရနိုင်တယ်လीเนาะသူ့ရဲ့ဟိုပေါ့အစားထိုးကုသဖို့ကိုကစီးတစ်ခွက်မဟုတ်ဘူးလीเนาะအဲ့တော့လေသူအရှိရဟာတွေကို trauma တွေရနေတယ်ကိုအဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးစိတ်ထွက်ပေါက်ပုံစံမျိုးလာရှာတာမျိုးเนาะကိုအသုံးချတာမျိုးဆိုရင်တော့ထားလိုက်ပါเนาะလွတ်ထားလိုက်ပါလို့ပြောချင်တယ်ဒါတော့ကိုရဲ့နှစ်ယောက်ရဲ့ connection မှာလိုအပ်နေတဲ့အကြောင်းအရာပါလဲဆိုရင်တော့ဒီ ace ကို release လုပ်နိုင်ဖို့လိုအပ်နေတာပါကိုမဟုတ်ရင်သူ့မှာလိုအပ်နေတာဖြစ်ပါတယ်အဲ့တော့ဒီ connection လေးကိုအခုသူကိုဖြတ်တောက်သွားခဲ့တယ်လို့ပေါ့မှာကိုကအခုချိန်မှာဆွဲလန်းနေတာမျိုးเนาะကိုကလက်မလွတ်နိုင်တာမျိုးဖြစ်နေလို့ဒီ reading ကိုလာကြည့်တာဆိုရင်เนาะဒီ connection ကိုကဆက်ဆောင်တင်လားဆက်သွားတင်လားပေါ့နော်ဆက်ဆောင်တင်လားဆက်သွားတင်လားဒါမှမဟုတ်ရက်လိုက်တင်လားဆိုရင်เนาะအခုချိန်မှာဘာဖြစ်နေလဲဆိုရင်အခုချိန်မှာတော့လုံးဝပေါ့နော်ဆုံးရှုံးထားတဲ့အခြေအနေတစ်ခုပါဒီ connection ကိုလည်းပဲခံစားနေရတယ်ပေါ့နော်ခုချိန်မှာဆုံးရှုံးထားတဲ့အခြေအနေဖြစ်ပါတယ်ဒါပေမဲ့လေဒီ Empress ကိုတွေ့ထားတာဖြစ်တဲ့အတွက်ဒီ connection ကိုမပြီးသေးဘူးလို့ပြောချင်ပါတယ်တော့မပြီးသေးဘူးဆိုတာဆရာမဘယ်လိုပုံစံမျိုးနဲ့မပြီးတာလဲဆိုရင်လေဒီ connection လေးကဒီထက်ပိုပြီးတော့ပေါ့နော်တိုးတက်လာဖို့ရှိတာမျိုးတွေ့တယ်ကွာအဲ့လိုမျိုးဆိုတော့အချိန်တစ်ခုတော့စောင့်ရလိမ့်မယ် the henchman နဲ့ပိတ်ထားတာဖြစ်တဲ့အတွက်နည်းနည်းလေးတော့အချိန်ကြာအောင်မယ်เนาะသူ့ကိုမေးနိုင်မှုဆိုရင်လည်းကိုကအချိန်ကြာအောင်မယ်เนาะတကယ်လို့ပေါ့နော်ဆရာမကြီးဆက်ဆောင်တင်လားရက်လိုက်တင်လားဆိုရင်တော့အခုချိန်မှာသူ့ကိုစောင့်နေလည်းမဟုတ်ဘူးเนาะမဆောင်ဘူးလည်းမဟုတ်ဘူးလုံးဝကြီးလည်းလွတ်လည်းမချနိုင်ပါဘူးဒါမလွတ်ချနိုင်လို့ဒီ reading ကိုလာကြည့်တာပေါ့နော်အဲ့တော့ပေါ့နော်ကိုလွတ်ချမယ်ဆိုရင်လွတ်ချဖို့လည်းမလိုဘူးခုချိန်မှာဘာလုပ်ဖို့လိုလဲဆိုရင်ပေါ့နော်ကိုယ့်ရဲ့ feeling တွေကို healing လုပ်ပါသူနဲ့ရှေ့ဆက်သွားချင်တာတွေရော break up လုပ်ချင်တာတွေရောကွာသူကိုယ့်ရဲ့စိတ်ဆန္ဒတွေအကုန်လုံးကိုလုံးဝလက်လွတ်ထားပြီးတော့ကွာစိတ်သက်သာတယ်လို့အဆင်ပြေတယ်လို့လေးပဲကိုနေလိုက်ပါเนาะအဓိက the henchman energy က waiting time ဖြစ်ပါတယ်အဲ့တော့အချိန်တစ်ခုကိုဒီတိုင်းပဲအားလုံးကိုဒီမှာလေဒီရဲ့ picture message လို့ပဲလေเนาะဒါအတဲ့တောင်မဟုတ်ဘူးသူကလုံးဝကိုစောက်ထိုးဆွဲထားပြီးတော့ဖြစ်ချင်တာဖြည့်ဆိုတဲ့ပုံစံမျိုးလေးနဲ့လေသူအဲ့လိုစောင့်ကြည့်နေတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ပေါ့เนาะဒါအဲ့လိုနေရင်ကနေပြီးတော့မှလည်းကိုယ့်အတွက်ကကောင်းတဲ့ energy တွေရလာနိုင်တယ် enlightenment တွေရလာနိုင်တယ်အဲ့ဒီအချိန်ကြမှာရုပ်ရည်ကြီးလူဆိုတာ feeling ကိုလေအခုသူ့ကိုချစ်လိုက်အခုမေးလိုက်တော့မယ်လှုပ်လိုက်တကယ်တမ်းကလေကိုယ်စိတ်ကဆုံးဖြတ်နေရပဲရှိရတယ်ချက်ချင်းကြီးဘယ်သူမှမဖြစ်နိုင်ဘူးเนาะတကယ် feeling ရှိတဲ့လူတယောက်ကချက်ချင်းကြီးမေးနိုင်မှုဆိုတာလည်းမလွယ်ဘူးเนาะချက်ချင်းကြီး break up လုပ်ဖို့ဆိုတာလည်းမလွယ်ဘူးအခုသူ့ဘက်ကကိုယ့်ကို break up လုပ်သွားတယ်ဆိုရင်လည်းသူ feeling မရှိရင်ဒါပါသူကိုယ့်ဘောမှာ feeling နည်းနည်းများရှိတယ်ဆိုရင်သူလည်းနာကျင်ရတာပဲကိုလည်းနာကျင်ရမှာပဲเนาะဒါရှင်းနေပဲဒီเนาะအဲ့လိုမျိုးဆိုတော့အခုချိန်မှာကိုက
အကုန်လုံးကိုလွှတ်ချထားပြီးတော့ကိုမှအဲ့လိုမျိုးသူ့ကိုဒီအခြေအနေကြီးကိုလက်လွတ်ထားပြီးတော့မှပေါ့နော်ကဲဖြစ်ချင်တာသာဖြစ်တော့ဆိုတဲ့ပုံစံမျိုးလေးနဲ့စောင့်ကြည့်တာမျိုးကပို့ပြီးတော့ကောင်းနိုင်မယ်နော်အဲ့လိုမျိုးဆိုရင်လည်းသူ့ရဲ့ဘေးစော်တက်ကိုတစ်ချက်ကြည့်ရအောင်ဘေးစော်တက်ကဒီမှာအဲ့တော့အခုချိန်မှာကိုကစိတ်မလောဖို့လိုတယ်နော်စိတ်မလောဖို့လိုတယ်အော်ပြီးတော့နောက်တစ်ချက်ဒီမှာပြောပြမယ်နော်သူ့ရဲ့ feeling မှာဘေးစော်တက်ကဒါနော်အဲ့တော့သူက six of cups ဖြစ်တဲ့အတွက်သူကလေကိုဒီပေါ့flat တဲ့ကိစ္စတွေเนาะကိုနဲ့ဒီလိုမျိုးပြောရဲဆိုတဲ့ကိစ္စတွေကိုဒါသူကဖြတ်တောက်သွားတာဖြစ်တယ်เนาะသူ့ရဲ့စိတ်ထဲမှာကိုဘယ်လိုလဲဆိုရင် six of cups energy နဲ့ပေါ့เนาะရှိသေးတယ်ကိုနဲ့သူနဲ့တော်တော်လေးပို့ပြီးတော့မှပေါ့เนาะရင်းနှီးတယ်သူစိတ်ထဲမှာလေရင်းနှီးတယ်ဆိုတဲ့စိတ်လေးရှိတယ်928ပေါ့เนาะတကယ်ချင်းမိတ်ဆွေလိုမျိုးဖေးမကူညီတဲ့စိတ်မျိုးညီကောင်မတို့မလိုမျိုးအဲ့လိုမျိုးစိတ်လေးအခန့်ကတော့သူ့စီမှာရှိတယ်အခန့်ကတော့ရှိတယ်အဲ့တော့သူကဒီ flatting အခြေအနေပေါ့နော်ဒီ easily လောက်တဲ့အခြေအနေအဲ့ဒီအခြေအနေတော့မဟုတ်ရင် relationship ဆိုရင်လည်းဒါသူ့ဘက်ကတော့ဒီလောက်အဆင့်ပဲအရန်ကြီး serious မဖြစ်ခဲ့ဘူး feeling ကလေအဲ့လိုမျိုးကိုကသာအရန်ကြီးဖြစ်ချင်းဖြစ်မယ်ပေါ့နော်ဒါသူ့ဘက်က energy ကိုကြည့်တာဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ရအဲ့တော့ဒါပေမဲ့လို့သူကိုယ့်ပေါ်မှာတန်ရောစင်ရှိတယ်နော်သူနဲ့ကိုနဲ့ဒီအတိတ်ကလေးရေစက်တွေပါလာတယ်လို့သူစိတ်ထဲမှာလည်းခံစားရတယ်နော်အဲ့လိုမျိုးလည်းဖြစ်တယ် feeling လည်းရှိရယ်နော်ဟိုးရင်ကလေးကတီကျွမ်းခဲ့ပြီးတော့မှာပေါ့နော်ခုချိန်မှာပြန်လဲဆုံတွေ့ထားတဲ့သူမျိုးလေးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါတော့မှမဟုတ်ဘူးဆိုရင်တော့ past life relationship ပါသူနဲ့ကိုနဲ့အတိတ်ကဒိတ်ဘဝတွေကကြုံဆုံခဲ့ပြီးသားသူတွေမလို့ဒီဘဝမှာအလိုလိုနေရင်းနှီးတာမျိုးเนาะအဲ့လိုပုံစံမျိုးစိတ်လေးသူစီမှာတော့အခန့်ရှိတယ်ဒါပေမဲ့ तू ကအခုချိန်မှာဖြတ်တောက်တာဒီချိန်မျိုးပဲ तू ဖြတ်တောက်တာဖြစ်တယ်เนาะအဲ့ဒါလည်းသူ့မှာအကြောင်းတွေရှိလိမ့်မယ်เนาะအကြောင်းရင်းတွေရှိလိမ့်မယ်เนาะအဲ့ဒီအကြောင်းရင်းတွေနဲ့ပတ်သက်ပြီးတော့သူ့ဘက်ကရှင်းရှင်းလင်းလင်းပြောလာမှမျိုးလေးတွေရှိတယ်နော်အဲ့တော့သူဘယ်ဘိုင်းကိုပြောမလဲဆိုတာတော့တစ်ချက်စောင့်ကြည့်ရမယ်ပေါ့နော်ဒီ breaker လောက်တဲ့အကြောင်းကိုပဲပြောမှလားဒါမှမဟုတ်ရင်ဒီလိုမျိုးတော့မနေဘူးဒီလိုမျိုး six of cups energy နဲ့တော့တငယ်ချင်းမိတ်ဆွေလိုမျိုးအပေါင်းအသင်းလိုမျိုးညီကိုမောင်နှမလိုမျိုးရှေ့ဆက်သွားလို့ရတယ်ဆိုတဲ့ပုံစံမျိုးပဲပြောမလားမျိုးသူဘက်ကရှင်းရှင်းလင်းလင်းတစ်ခုခုပြောလာမှမျိုးတော့တွေ့တယ်ပေါ့နော်ဒီမှာလဲ base of data ကသူကလေ night of stress ဖြစ်တဲ့အတွက် तू ကအခုပေါ့နော်အခုလာကြည့်တဲ့သူလေးတွေကပေါ့ရှေ့ဆက်သွားရမလားရက်လိုက်ရမလားဆိုရင်တဲ့စိတ်တွေမလောနဲ့တဲ့နော်စိတ်တွေမလောနဲ့နော်အရန်နဲ့ဟိုဒေါသတွေလည်းမဖြစ်နဲ့အခုချိန်မှာလေအရန်ဝမ်းနဲ့ပူဆွေးတာမျိုးစိတ်တူတာမျိုးဒေါသထွက်တာမျိုးဆိုရင်လည်းအခုချိန်မှာအဲ့ဒါအောင်မဖြစ်နဲ့နော်ရှောင်လိုက်အောင်အခုချိန်မှာဘာလုပ်ရမလဲဆိုရင်စိတ်အေးလက်အေးထားပြီးတော့သူနဲ့အဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေအားလုံးကိုဒီ Empress energy နဲ့ကိုယ့်ဟာကိုယ်တယောက်တည်းလဲတောက်ပနိုင်အောင်နေနော်ကိုယ့်ဟာကိုယ်တယောက်တည်းပြည့်စုံအဆင်ပြေအောင်နေမယ်နော်သူ့ကိုတော့လက်လွတ်ထားလိုက်နော်ဆုံးရှုံးသွားပြီလို့ပဲသဘောထားခြင်းထားလိုက်ထားပြီးတော့မှကိုအရင်တောက်ပအောင်ပြည့်စုံအောင်အရင်လုပ်မယ်လုပ်ပြီးပြီဆိုရင် the henchman energy နဲ့ပေါ့နော်အချိန်တစ်ခုကိုစောင့်ရလိမ့်မယ်အဲ့ဒါမှအဲ့ဒီအချိန်တစ်ခုကိုစောင့်နေရင်လည်းကိုလှုပ်ရှားရှိရတွေလုပ်နေရင်လည်းသူ့ကိုလည်းလက်ကိုလှုပ်ထားရင်လည်းမှာကိုကစောင့်နေရင်လည်းမှာပေါ့နော်တိလာရမှာတွေရှိတယ်နော်တိလာအမှာတွေရှိတယ်သူ့အကြောင်းသူ့ရဲ့ကိုယ်ပေါ်မှာထားတဲ့လေးနက်မှုအတိုင်းဒါเนาะအဲ့လိုမျိုးဒီနှစ်ယောက် connection ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာကိုကိုယ့်ရဲ့အဲ့လိုသူ့ကိုလက်ကိုလှုပ်ပြီးစောင့်နေတဲ့အချိန်ကြာမှတိလာရမှာခုချိန်မှာဆရာမဘောနော်ဒီ reading ခုချိန်မှာဒီ reading ကိုလာကြည့်ရင်လည်းဆက်ဆောင်ရမှာလားရက်လိုက်ရမှာလားဆက်ဆောင်ရမှာလားရက်လိုက်ရမှာလားအရင်နေသိချင်စိတ်လောနေတဲ့သူတွေထဲတော့ကလည်းသိပါတယ်เนาะမလောနဲ့เนาะမလောနဲ့ကိုဟာကိုလုံးဆရာရှိအောင်လုံနေရင်အေးအေးစစ်စစ်နဲ့စောင့်ပါတဲ့ဟောအဲ့ဒါလေးကိုပြောထားပါတယ်အဲ့တော့သူ့ရဲ့အတွင်းစိတ်ကိုဒီတက်ပို့ပြီးထဲဝင်သိနိုင်အောင်လို့ဆိုပြီးတော့ hidden feeling လေးမိထားပါတယ် hidden feeling မိတဲ့အချိန်မှာသူကလည်းပြောထားတယ်ပေါ့နော်ဟုတ်တယ်တဲ့ဒီ connection ကြီးကိုရှုပ်ထွေးသွားအောင်ပေါ့နော်ဒီ connection ဒီအခြေအနေကြီးကိုပေါ့နော်သူပဲလုပ်ခဲ့တာတဲ့နော်အဲ့ဒါဒီအကုန်လုံးကသူပဲလုပ်ခဲ့တာတဲ့နော်ကိုကသူ့ကိုတဲ့ဥပမာဒီမှာတော့ဒါတချင်းနေရတဆင်သူ့ကိုတဆင်ကိုကပေါ့နော် feeling တွေကိုပြတယ်ဆိုတဲ့ပုံစံမျိုးသူသိရယ်เนาะအဲ့လိုမျိုးအဲ့တော့တချင်းမှမဟုတ်ဘူးတခြားအကြောင်းအရာတွေဥမာကွာကိုကတွဲဝိုက်ပြီးတော့သူ့ကို post တင်တာပဲဖြစ်ဖြစ်เนาะအဲ့လိုမျိုးလေးရပတ်သက်ပြီးတော့လေတဲ့သူသိရယ်ပေါ့เนาะဒီချိန်လေးတစ်ခုကိုသူကပဲဖြတ်မြင်ပေါ့เนาะသူကပဲဖြတ်စည်းခဲ့ရဆိုတော့လေသူသိရယ်သူလုပ်ခဲ့တဲ့အရာတွေအားလုံးကိုသူသိပါတယ်တဲ့သူဝန်ခံထားရယ်เนาะအဲ့လိုမျိုးဆိုတော့ကိုယ့်ပေါ်မှာအစိုးမြင်တဲ့ပုံစံမျိုးကိုသူမတွေ့ရဘူးเนาะသူ့ဘက်ကဖြတ်တောက်ခဲ့ရဆိုတော့လေကိုမကောင်းလို့မဟုတ်ဘူးကိုမကောင်းလို့မဟုတ်ဘူးကိုပေါ်မှာလည်းအစိုးမမြင်ဘူးဒီအခြေအနေတွေအကုန်လုံးကသူ့ပဲလှုပ်တာတဲ့နော်သူ့ပဲလှုပ်တာတဲ့ဟုတ်တယ်တဲ့အဲ့လိုမျိုးဆိုတော့သူ့ဘက်ကမကောင်းတာသူသိတယ်နော်အခုဒီဗီဒီယိုကိုလာကြည့်တဲ့သူလေးဒီဘက်ကမကောင်းတာမဟုတ်ဘူးအဲ့ဒီဗီဒီယိုကိုလာကြည့်တဲ့သူလေးတွေပေါ်မှာတော့သူအကောင်းမြင်စိတ်တော့ရှိတယ်အဲ့တော့ဒီ connection တစ်ခုကစောင့်ကြည့်အောင်ပါဒါ file 1လေးတွေဖြစ်ပါတယ်ကဲ file 1လေးတွေ
စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်စောင့်ကြည့်တဲ့အချိန်မှာဘယ်လိုစောင့်မလဲဆိုရင်ကိုဘဝကိုဒီတက်ပို့ပြီးတော့ပြည့်စုံအောင် vitality ပို့ပြီးတော့မှတိုးပွားအောင်เนาะစီးပွားတွေဆိုရင်လည်းပို့ဖြစ်အောင်လုပ်တွေဆိုရင်လည်းပို့အောင်မြင်အောင်ပညာရေးလုပ်နေတဲ့လူတွေဆိုလည်းဒီတက်ပို့ပြီးတော့တိုးတက်အောင်ကိုယ့်အကိုကြိုးစားရင်းနဲ့ပဲဒီမှာထိုင်နေရလीเนาะထိုင်နေတယ်ဆိုတဲ့သဘောကဘယ်လိုလဲဆိုရင်သူနဲ့ပတ်သက်ပြီးတော့ဘာလှုပ်ရှားမှုမှမလုပ်ဖို့ပြောချင်တာเนาะအဲ့လိုမျိုးဆိုတော့ကိုကမဟုတ်လည်းပဲ temperance energy နဲ့လေကိုကကိုတယောက်တည်းတောက်ပနေဖို့ပဲလိုတယ်เนาะအချိန်တစ်ခုကိုစောင့်ကြည့်ရမယ်အဲ့ဒီအချိန်ကျရင်တော့ကိုဘာလုပ်တင်နေဆိုတဲ့အဖြေထွက်လာလိမ့်မယ်လက်ရှိမှာတော့ဘာမှမလုပ်သေးတာကောင်းတယ်เนาะလက်ရှိမှာတော့ဘာမှမလုပ်သေးတာကောင်းတယ်ဒီကရဲ့သဘောကတော့ဘာမှမလုပ်သေးတာကောင်းတယ်ဘာမှမလုပ်သေးပဲနဲ့သူဖြတ်သွားတာလားโอเคအေးအဲ့ဆိုရင်လည်းပြက်ပြီးပဲသဘောထားလိုက်မယ်ပေါ့ဒါပေမဲ့အဲ့ဒီပြက်တဲ့ပုံမှာကိုကဘာမှဒေါသထွက်စရာလည်းမလိုနာကျင်စရာလည်းမလိုစိတ်ဆင်းရဲစရာလည်းမလိုဘူးဘာလို့လဲဆိုတော့ဒီမှာသူ့ရဲ့ feeling ကိုကြည့်လိုက်တော့လေသူကကိုယ့်ပေါ်မှာလေးနဲ့တဲ့ feeling မျိုးမရှိပါဘူးเนาะသူကရှင်းရှင်းပြောရင်ဟို romantic feeling ရှိလားလို့ဒီ reading ကိုမေးမယ်ဆိုရင် romantic feeling မရှိဘူး romantic feeling တဲ့စာရင်928မေတ္တာမျိုးပဲရှိလိမ့်မယ်เนาะ928မေတ္တာမျိုးကအများဆုံးမှ928မေတ္တာလောက်ပဲရှိမယ်ဘာလို့လဲဆိုရင်ဒီမှာလဲသူကလေဒါ serious မဖြစ်ဘူးဒီ connection နဲ့ပတ်သက်ပြီး serious မဖြစ်ဘူးပေါ့ပါလေးပဲစလာခဲ့တဲ့ connection ဖြစ်ပါတယ်เนาะအဲ့တော့ဒီနှစ်ယောက်ရဲ့ခြားမှာဖြစ်နေတဲ့နောက်ဆုံးအချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ Ace နဲ့ပတ်သက်ပြီး release လုပ်ဖို့လိုပါတယ်အဲ့တော့ Ace ဆိုတာလူလည်းဖြစ်နိုင်တယ်လို့ပြီးခဲ့တဲ့အကြောင်းအရာတွေလည်းဖြစ်နိုင်တယ်ပြီးခဲ့တဲ့ relationship တွေလည်းဖြစ်နိုင်တယ်เนาะအဲ့ဒါလေးနဲ့ပတ်သက်ပြီး release လုပ်ဖို့လိုပါတယ်အခုလာကြည့်တဲ့သူလေးတွေရဲ့ဆောင်းရရှောင်းရံကတော့ဘာမှမလုပ်နဲ့ဘာမှလည်းသွားမပြောနဲ့ကိုကလည်းသူဖြတ်သွားပြီမို့လားโอเคငါလည်းပြတ်ပြီဆိုတဲ့ပုံစံမျိုးနဲ့ပဲလွတ်ကြွလေးနေလိုက်ပါဒါပေမဲ့ the henchman energy အရာ the empress energy အရာလုံးဝပြီးပြီလို့တော့မပြောလို့ဘူးเนาะသူ့ကိုဒီလိုစောင့်ကြည့်နေရင်ကိုတိုးတက်အောင်လုပ်နေရင်အချိန်တစ်ခုကိုစောင့်နေရင်လည်းအဖြေထွက်လာမှာမျိုးတွေ့ပါတယ်ဒီကတော့စိတ်မလောဖို့ပဲပြောချင်ပါတယ်เนาะအဓိကကတော့စိတ်မလောဖို့ပဲပြောချင်ပါတယ်ဒေါသတွေရန်ထွက်နေလဲလျှော့ပါဒေါသတွေလည်းမထွက်နဲ့ရန်နေလည်းဝါမနေနဲ့เนาะလွတ်ထားလိုက်ဆရာမကြီးအဲ့လိုလုပ်ဖို့လွယ်လားမလွယ်ပါဘူးကိုတိုင်းလည်းလုပ်ဖို့မလွယ်တာကိုသိတယ်ဘာလို့လဲဆိုတော့ခံစားချက်အခြေအနေနဲ့ပတ်သက်တဲ့ခံစားချက်ပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ရင်လူတွေကအဲ့လိုမျိုးဖြစ်တယ်လူတိုင်းကမလွယ်ပါဘူးเนาะအဲ့တော့သူ့ကို release လုပ်နိုင်မှုဆိုရင်ကိုချစ်ဖို့လိုတယ်ကိုအကျိုးကိုကြည့်ဖို့လိုတယ်เนาะပြီးရင်ဟိုသူ့မှာလည်းလွတ်လပ်ခွင့်ရှိတယ်သူ့မှာလည်းချစ်ပိုင်ခွင့်ရှိတယ်လို့မချစ်ပိုင်ခွင့်လည်းရှိတယ်ဆိုတာလေးကိုလည်းလက်ခံဖို့လိုပါတယ်သူမချစ်ရင်ကိုစိတ်ဆိုးလို့မရဘူးသူမချစ်ရင်လည်းသူ့မှာလည်းမချစ်ပိုင်ခွင့်ရှိတယ်ပေါ့နော်အဲ့တော့ကို့ကိုတကယ်ချစ်တဲ့လူနဲ့ကိုကထိုက်တန်တယ်အဲ့တော့သူချစ်နိုင်လားသူမချစ်နိုင်ဘူးဆိုရင်လည်းကို့ကိုတကယ်ချစ်တဲ့သူလာလိမ့်မယ်အဲ့ဒီလူစိတ်မျိုးနဲ့နေပြီးတော့မှကိုပဲချစ်ပြီးတော့ကိုတောက်ပါအောင်နေပါအဲ့ဒါဆိုကို့အတွက် right person သူ့ရောက်လာပါလိမ့်မယ်အကယ်၍သူကကို့အတွက် right person ဖြစ်နိုင်မဲ့သူဆိုရင်လည်းသူ့ကိုသူပြုပြင်ပြောင်းလဲပြီးလာပါလိမ့်မယ်ဒါပေမဲ့အခု 5-1 လေးတွေဒီထဲမှာကြည့်တဲ့အတိုင်းဆိုရင်တော့လက်ရှိအချိန်ချမ်းဗီဒီယိုလေးတွေကတော့စတိုက်တင်ပေးနေမှာဖြစ်တဲ့အတွက်ပေါ့နော် Tarot ဆိုတာလည်း energy ပဲဖတ်တဲ့ပေးတင်ဖြစ်တဲ့အတွက်ပေါ့နော်လက်ရှိမှာတော့ no ပါနော်လက်ရှိမှာတော့သူနဲ့ကိုယ်နဲ့ကဘလို့မှမဖြစ်နိုင်သေးဘူးဟောဒါပေမဲ့ဆရာမကြီးလုံးဝလွတ်ချလိုက်ရမလားလွတ်ချခြင်းနဲ့လွတ်ချလိုက်ပါလွတ်ချလို့ရတယ်နော်လွတ်ချလိုက်ဘာလို့လဲဆိုရင်အချိန်တစ်ခုကစောင့်ရအောင်မှာဖြစ်တဲ့အတွက်လွတ်ထားလိုက်မှရမှာပေါ့နော်ဒီ connection ကိုလုံးဝလွတ်ချထားလိုက်ပြီးတော့မှဒီအချိန်တစ်ခုကိုဟာကိုအားလုံးကိုဖြစ်ချင်တာဖြစ်ကန်တရားပဲဆိုတဲ့ပုံစံမျိုးလေးနဲ့ပေါ့နော်ဒီလိုမျိုးလေးနေရမယ်အဲ့ဒီအချိန်ကြမှာဒီမှာနော် enlightenment ရလာမှာအဲ့တော့ငါဘာလုပ်တင်လဲငါဘလို့နေတင်လဲဆိုတော့အကြံကောင်းတွေကအဲ့ချိန်ကြမှာထွက်လာမှာနော်အဲ့ဆိုရင်တော့ဒီလောက်ဆိုရင်တော့ပြည့်စုံပြီလို့ထင်ပါတယ်။ 5 word လေးတွေတလောက်ပါပဲအဲ့တော့နော်5 word လေးတွေစိတ်ကြည်နဲ့နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။အကယ်၍ကိုယ့်ရဲ့တစ်ဖက်သူနဲ့ကိုယ်နဲ့မှလုံးဝ special တီးသန့်သိချင်တယ်ဆိုရင်တော့ personal လာမိပါနော်။5 word လေးတွေအချစ်ရေးမှာလည်းကံကောင်းနိုင်ပြီးတော့ကိုယ်ချစ်တဲ့သူကိုကချစ်တဲ့သူနဲ့အမြန်ဆုံးစုံစည်းနိုင်ပါသေးလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်။အားလုံးပဲတက်ထားပါနော်။5 2လေးတွေလှည့်ပါ။ဖိုက်တူးလေးတွေမင်္ဂလာပါရှင်ဒါဖိုက်တူးလေးတွေလဲပါเนาะဒါကတော့ဖိုက်တူးလေးရဲ့ရင်တိုလေးပါဖိုက်တူးလေးတွေအပေါ်မှာပေါ့เนาะတစ်ဖက်သူရဲ့အိုးကဲဖိုက်တူးလေးတွေအပေါ်မှာတစ်ဖက်သူရဲ့ energy ကဘယ်လိုလဲပေါ့เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်ပြီးတော့မှဖြစ်ပါတယ်ရှင်ဖိုက်တူးလေးတွေလည်း5 word လေးတွေရဲ့ energy ကတော့လုံးဝမကောင်းဘူးပေါ့နော်5 2လေးတွေမှာတော့နည်းနည်းပြောင်းလဲလေးတွေကိုတွေ့နေရပါတယ်နော်
အဲ့လိုမျိုးဆိုတော့ 5-2 လေးတွေပေါ်မှာတဲ့သူရဲ့ feeling ကဘယ်လိုဖြစ်လဲခုကလေ 5-1 နဲ့ 5-2 မှာလေမတူတာတခုပြောပြမယ်နော် romantic feeling ရှိလား romantic feeling ရှိတယ် romantic feeling ဆိုတာတဲ့စာရင်ပေါ့နော်stable life တခုနဲ့ပတ်သက်တာမျိုးကိုတွေ့ရတယ်နော်အဲ့တော့ 5-2 လေးတွေ routine လေးစပါမယ်နော် 5-2 လေးတွေရဲ့တစ်ဖက်သူကလည်း 5-2 လေးတွေအပေါ်မှာပေါ့နော် romantic feeling မျိုးရှိလားဆိုရင် romantic feeling တက်စာရင်လေသူကတဲ့ကိုယ့်ပေါ်မှာဘယ်လိုဖြစ်လဲဆိုတော့ 5-2 လေးတွေကတဲ့သူ့ဘဝမှာပေါ့နော်ကြည်ရ supportive ဖြစ်တဲ့သူမျိုးလေးတွေဖြစ်နိုင်တယ်နော် 5-2 လေးတွေကသူ့ရဲ့ဘဝမှာသူ့ရဲ့ဘဝပေါ့နော်ပြီးဆုံးခဲ့တဲ့အရာတွေသူ့မှာလည်းရှိလိမ့်မယ်နော်သူ့မှာလည်းအတိတ်မှာနာကျင်ခဲ့ရတာတွေအတိတ်မှာဒီပေါ် relationship တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အစင်မပြေခဲ့မှုတွေနာကျင်ခဲ့မှုတွေဥပမာဒါမှမဟုတ်ရင် break up တွေသူကြုံခဲ့လိမ့်မယ်နော်အဲ့ဒီလိုမျိုးတွေကြုံခဲ့ပြီးတဲ့အချိန်မှာ5-2 လေးတွေကဒီအခြေရင်းနဲ့ပတ်သက်ရင်လုံးဝကိုစိတ်ကုန်လက်လျှော့ထားတဲ့သူမျိုးလေးတွေပါနိုင်တယ်နော်သို့မဟုတ်ရင်အရင်လိုမျိုးကြီးသူပေါ့နော်မချစ်ရတော့တာပေါ့နော်ပုံမှန်လင်းလင်းမချစ်ရတော့တာအဲ့လိုမျိုး feeling မျိုးတွေပါလိမ့်မယ်5-2 လေးတွေရဲ့တစ်ဖက်သူတွေထဲမှာနော်အဲ့တော့5-2 လေးတွေအပေါ်မှာလည်းသူကအကောင်းမြင်စိတ်ရှိရနော်5-2 လေးတွေကတဲ့သူ့ကိုပေါ့အဲ့ဒီလိုပေါ့နော်တေဆုံးသွားတဲ့သူ့ရဲ့ပေါ့နော်အဲ့လိုမျိုးခံစားချက်တွေပြီးဆုံးသွားတဲ့သူ့ရဲ့ခံစားချက်တွေကိုအသစ်တဖန်ပြန်လဲပြီးတော့ပေါ့နော်ရှင်သန်လာစေခဲ့တဲ့သူတွေပါတဲ့နော်ပြီးတော့5-2 လေးတွေကသူ့ဘဝရဲ့အရာရာလိုမျိုးပေါ့နော်သူ့ရဲ့အောင်မြင်မှုတွေပြည့်စုံမှုတွေပြီးပြည့်စုံမှုတွေသူ့ဘဝရဲ့ပေါ့နော်အရာအလုံးပေါ့နော်သူ့ဘဝရဲ့ကောင်းကျိုးအဖျားဖျားဖြစ်စေမဲ့သူဆိုတာကိုလည်းသူသိတယ်တဲ့နော်ပြီးတော့5-2 လေးတွေကြောင့်ပဲသူအချစ်ကိုပြန်ပြီးတော့မှပေါ့နော်ခံစားတတ်လာတယ်အဲ့လိုပုံစံမျိုးကိုတွေ့ရဒါပေမဲ့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့5-2 လေးတွေရဲ့တစ်ဖက်သူက5-2 လေးတွေကိုပြောမှမဟုတ်ဘူးပုံမှန်လည်းပြောမှမဟုတ်ဘူး तू ကသိနေတယ်အဲ့ဒီလို तू သိနေတယ်ဆိုတာကိုလည်း5-2 လေးတွေကသိနေတယ်5-2 လေးတို့နှစ်ယောက်ကဘယ်လိုလဲဆိုရင်စိတ်ချင်းစကားပြောနိုင်တဲ့သူလေးတွေเนาะသူ feeling ကို feeling ကိုထုတ်ပြောစရာမလိုအောင်ကိုယ်စိတ်ထဲကနေသိနေတာမျိုးပေါ့နော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ तू ကကိုယ့်ကိုပုံမှန်လည်းတော့ပြောလာမှာမဟုတ်ဘူးသူ့ရဲ့ခံစားချက်တွေအားလုံးနဲ့ပတ်သက်ပြီးတော့လည်းသူကပေါ့နော်အမှန်တိုင်းပြောလာမှာမျိုးမဟုတ်ဘူးเนาะအဲ့ဒီလိုအချိန်မှာ5-2 လေးတွေကဘယ်လိုခံစားမလဲ तू ကငါ့ကိုလှည့်စားနေရလားမသိဘူးเนาะပလေးနေရလားမသိဘူးဆိုတဲ့ခံစားချက်မျိုးလေးတွေ5-2 လေးတွေမှာဖြစ်လိမ့်မယ်။ तू ကဘယ်လိုလဲဆိုရင်သူ့မှာအဓိကပို့ပြီးတော့အခုကိုနဲ့ပတ်သက်ပြီးတော့ကိုကိုချစ်ပေမဲ့ပေါ့နော်ကိုချစ်တဲ့အကြောင်းသူထုတ်မပြောပေမဲ့เนาะကိုကသူ့အတွက်သူ့ဘဝအတွက်အရေးကြီးတဲ့သူတယောက်ဆိုတာကိုသူသိတယ်အရေးကြီးတဲ့နေရာမှာရှိတယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာ तू ကဘာဖြစ်နေလဲဆိုရင်လေကိုအဲ့လိုထုတ်မပြောရတဲ့အကြောင်းရင်းကလည်းလေသူ့မှာငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူကမရှိလို့မဟုတ်ဘူးသူ့မှာအထိုက်လျောက်သူ့မှာရှိတယ်ငွေကြေးတွေအဆင်ပြေရှိတာမျိုးရှိတယ်ဒါပေမဲ့အဲ့ဒီငွေကြေးတွေနဲ့ပတ်သက်ပြီးတော့သူ့မှာလေနည်းနည်းလေးတော့ကရှိတာမျိုးရှိနိုင်ရယ်နော်ငွေကြေးတွေကုန်သွားလို့ပဲဖြစ်ဖြစ်ကုန်မှာဆိုးလို့ပဲဖြစ်ဖြစ်သူစုဆောင်းထားတာလေးတွေကုန်ဆုံးသွားမှာဆိုးလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်5-2 လေးတွေနဲ့ပတ်သက်ဖို့အတွက်5-2 လေးတွေနဲ့နှီးစပ်ဖို့အတွက်ဆိုရင်လည်းသူပေါ့နော်ငွေကြေးတွေသူ့မှာရှိတာထက်ပိုပြီးလိုအပ်တယ်လို့သူထင်တာမျိုးပေါ့နော်အဲ့လိုအကြောင်းအရာနဲ့ပတ်သက်ပြီးတော့သူကိုမပွင့်လင်းတာဖြစ်ပါတယ်เนาะအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသူပူပန်တော့ကတွေဖြစ်နေလို့ခုချိန်မှာသူတွေးနေစဉ်းစားနေရတယ်တယောက်တည်းပဲသူပေါ့နော်အဆင်ပြေနိုင်ပါမလားဆိုတာမျိုးတွေသူစိုးရင်ကြောင်းကြနေရမျိုးရှိရဲ့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ပဲကိုယ့်ပေါ်မှာသူ feeling တွေထုံမပြတာအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ပဲကိုယ့်ပေါ်မှာသူမပွင့်လင်းတာပါပြီးတော့ကိုရီနှစ်ယောက်ကလေတေးကြတယ်เนาะတေးကြတယ်5-2 လေးတွေရဲ့တစ်ဖက်သူမှာသို့မဟုတ်ရင်5-2 လေးတွေမှာနှစ်ယောက်စလုံးမှာပဲဖြစ်ဖြစ်အရှိမှာပေါ့နော်ပြီးခဲ့တဲ့ connection တွေရှိတယ်เนาะအဲ့ဒါကတော့ဟို5-1တုန်းကပြောတယ်လို့ပဲပေါ့ relationship တွေ X တွေလည်းဖြစ်နိုင်တယ်လို့เนาะအရင်အိမ်တောင်အရင်အခြေအနေမျိုးပေါ့ဥပမာလက်ထပ်ဖို့ယူရခဲ့တဲ့သူတွေလည်းဖြစ်နိုင်ပါတယ်เนาะအဲ့လိုမျိုးဖြစ်နိုင်တယ်အဲ့ဒီအကြောင်းအရာတွေရှိခဲ့ပြီးအတိတ်မှာနှစ်ယောက်စလုံးမှာဇလန်းတွေရှိခဲ့တာမျိုးဖြစ်ဖြစ်တယောက်ယောက်မှရှိခဲ့တာပဲဖြစ်ဖြစ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအထူးသဖြင့်တော့5-2 လေးတွေတစ်ဖက်သူမှာဒီ ace နဲ့ပတ်သက်တဲ့အကြောင်းအရာရှိခဲ့ပါတယ်เนาะအဲ့ဒီအကြောင်းအရာတွေရှိခဲ့တဲ့အတွက်ကိုခုချိန်မှာသူအရန်စဉ်းစားတယ်เนาะအရန်စဉ်းစားတယ်အရန်တွေးတယ်เนาะအဆင်ပြေနိုင်ပါမလားဆိုတာမျိုးပူပန်တယ်အထူးသဖြင့်ငွေကြေးပိုင်းကိုပို့ပြီးပူပန်တယ်သူနဲ့ယူမယ်ဆိုရင်လိုအပ်နေသေးတယ်လို့တွေးတာမျိုးလားမလုံလောက်မှစိုးတာမျိုးလားအကြောင်းအရာမျိုးဖြစ်နိုင်ပါတယ်เนาะအဲ့တော့ဒီနှစ်ယောက်ရဲ့ connection ကတော့ရှင်းပါတယ် wedding မှာ wedding ဆိုတော့ဒီနှစ်ယောက်ကလက်ထပ်ဖို့ထိသွားမှာဖြစ်ပါတယ်เนาะဒီ situation နဲ့ဒီ relationship လေးကလက်ထပ်ဖို့ထိသွားမှာဖြစ်ပါတယ် new love ဆိုတာကိုတွေးတဲ့အတွက်ခုနပြောသလိုကို့မှာအရင်က ace တီရှိခဲ့ပါလိမ့်မယ်အဲ ace ကဘယ်လိုမျိုးလဲဆိုရင်ဒီပေါ့เนาะအရင်အိမ်ထောင်ဖြစ်နိုင်တယ်လို့အရင် relationship ဖြစ်နိုင်တယ်လို့လက်ထပ်ဖို့ဒီရွယ်ခဲ့ပြီးမှပြီးဆုံးခဲ့တာပြတ်ခဲ့တာအဲ့အမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီအကြောင်းအရာတွေရှိလိမ့်မယ်အဲ့တော့ဒီအခု5-2 လေးတွေနဲ့ကတော့ new love ပါနော် new love ပါ
အကယ်၍အဲ့လိုမျိုးတွေမရှိခဲ့ဘူးဆိုရင်အခုကစပြီးတော့အချစ်သစ်ပေါ့နော်ခန်းစားချက်အသစ်တွေနဲ့တွားအောင်မှာဖြစ်ပါတယ်နှစ်ယောက်ကတော့ wedding ထိတွားနိုင်တာမျိုးတွေ့တယ်နော် wedding ထိတွားနိုင်တာမျိုးတွေ့တယ်အဲ့တော့ဒီနှစ်ယောက်ရဲ့ connection ကတော့ကောင်းနေရပေါ့နော်ကောင်းနေပေမဲ့လို့အခုချိန်မှာဘာဖြစ်လဲဆိုရင်နည်းနည်းဒီအခုသူ့ရဲ့မပွင့်လင်းမှုတွေနဲ့သူ့ရဲ့ခန်းစားချက်ကိုထုံးမပြတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ fight to လေးတွေမှာဆိုရင်တော့ကားတွေဖြစ်နေလိမ့်မယ်အဲ့ဒါကြောင့်မဒီ reading ကိုလာကြည့်တာနော်အဲ့တော့ fight to လေးတွေကဒီ connection ကိုဆက်ဆောင်တင်လားတဲ့ရက်လိုက်တင်လားဆိုရင်ခုချိန်မှာဘာလို့အဲ့လိုမျိုးအတွေးမျိုးတွေးရလဲဆိုရင်တတဝ energy ကိုတွေးပါတယ်เนาะတတဝ energy ကိုတွေးတဲ့အတွက်ဘာဖြစ်လဲဆိုရင်အခုဒီ fight to လေးတွေတို့မို့ fight to လေးတွေရဲ့တစ်ဖက်သူကဒီ connection နဲ့ပတ်သက်ပြီးရှေ့ဆက်သွားတင်လားမသွားတင်လားဆိုတဲ့နေရာမှာအခုချိန်မှာရန်ကိုသူ့မှာဆုံးဖြတ်ချက်ချဖို့ခက်နေတဲ့အခြေအနေအကျက်တဲ့အခက်ခဲအခြေအနေဖြစ်ပါတယ်yes or no ဘယ်ရအောင်မတိတိကျကျမပြောနိုင်ဘူးပေါ့နော်ရှေ့ဆက်တင်လားရက်လိုက်တင်လားဆိုတော့လည်းသူမဆုံးဖြတ်နိုင်သေးတဲ့အခြေအနေဖြစ်ပါတယ်ဒါပေမဲ့ long term ကိုရည်ရွယ်တယ်သူနဲ့ကိုနဲ့အဆင်ပြေမဲ့ဆိုရင်ရှေ့ဆက်သွားခြင်းနဲ့ဆိုတဲ့စိတ်လေးကလည်းရှိတယ်နော်ရှိနေတယ်နှစ်ယောက်စလုံးမှာရှိနေတယ်နော်ဒါပေမဲ့အခုချိန်မှာ break up ဖြစ်တာလိမ့်မယ်အကြောင်းအရာတစ်ခုခု sudden changes ပေါ့နော်ရုတ်တရက်ပေါ့နော်ဒီနှစ်ယောက်ကြားမှာမထင်မှတ်ထားတဲ့အခြေအနေတစ်ခုပေါ်ပေါက်လာပြီးတော့ဒီနှစ်ယောက်ဒီကြအခုချိန်မှာတယောက်ကိုတယောက်လုံးဝအပြီးအပြတ်ဆက်သွယ်မရှိတာမျိုးဖြစ်နိုင်တယ်လို့ဆက်သွယ်တော့ရှိပေမဲ့တယောက်ရဲ့စိတ်တယောက်ရဲ့စိတ်ထဲမှာဒီနှစ်ယောက်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဒီနှစ်ယောက် connection ကြီးနဲ့ပတ်သက်ပြီးတော့လုံးဝ broken ဖြစ်သွားတာเนาะဘာလုပ်လို့ဘာကိုင်းရမှမသိအောင်ပြိုလဲသွားတဲ့အခြေအနေမျိုးဖြစ်ပါတယ်အဲ့ဒါကြောင့်လည်းဒီ reading ကိုလာကြည့်တယ်လို့မြင်ပါတယ်ဒါပေမဲ့ပေါ့နော်အဲ့ဒါကလည်းဘာကြောင့်လဲဆိုရင်ပေါ့ဒီနှစ်ယောက်ကြားမှာလျှို့ဝှက်ထားတဲ့ကိစ္စဒီနှစ်ယောက်ကြားမှာပေါ့နော်အရင်ကပေါ့နော်မတိခဲ့တဲ့တယောက်ကြောင့်ဒီအောင်မတိခဲ့တဲ့အကြောင်းအရာတချို့တွေပုံမှန်လည်းညီတည်သွားပြီးတော့မှနည်းနည်းပေါ့နော်သိခါကြရတာမျိုးအဆက်ကွဲရတာမျိုးလည်းရှိနိုင်တယ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပဲအခုချိန်မှာ break up ဖြစ်တာပေါ့နော်အခုချိန်မှာလုံးဝကြီးရုတ်တရက်ကြီးဒီနှစ်ယောက်ရဲ့ connection ကြီးကပြုတ်ပြတ်သွားတာလို့မြင်တယ်เนาะအဲ့လိုမျိုးမြင်ပါတယ်အဲ့တော့ပေါ့နော်ဒီအားလုံးဒီသွားလာထားတဲ့အခြေအနေအကုန်လုံးရကြည့်မယ်ဒီကတ်တွေရကြည့်မယ်ဆိုရင်เนาะနှမျိုးနှစားဒီထဲမှာလည်းကွဲပြားသွားနိုင်ပါတယ်အဲ့ဒါတော့ဘာဖြစ်မလဲဆိုရင်ဖိုက်တူးလေးတွေကဆက်ဆောင်မယ်ဆိုရင်เนาะဒီအခြေအနေကြီးဒီ broken ဖြစ်နေတဲ့အခြေအနေကြီးကိုလက်ခံနိုင်သေးတယ်ဆက်ဆောင်ရင်သေးတယ်ဆိုရင်เนาะလောင်းထက်ကိုရွေထားလေးတစ်ချက်တွေ့တယ်ပြီးရင်သူလည်းကိုယ့်ပေါ်မှာမကောင်းတဲ့ negative မျိုးမတွေ့ဘူးတခုရှိတယ်ဒီအခုဒီကတ်နဲ့ဒီကတ်အရာဒီကတ်အရာဆိုရင်တော့ဗောနော်သူကလေအရန်အလေးအနက်သဘောမျိုးမဟုတ်ရတော့မှကိုယ့်ကိုပေါ့နော်ဖောက်ပြန်တယ်လို့မျိုးပေါ့နော်ကိုယ့်ကိုအဲ့လိုလိန်ထားတဲ့အကြောင်းအရာတစ်ခုပေါ်သွားတာဖြစ်နိုင်တယ်နော်ကိုကိုဖောက်ပြန်တာမျိုးကိုလိန်ထားတဲ့အကြောင်းအရာတစ်ခုပေါ်ပေါက်တာမျိုးဖြစ်နိုင်တယ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မာရုတ်တရက်ကြီးပေါ့နော် break up ဖြစ်သွားတာဒီအခြေအနေတတဝါအခြေအနေကြီးဖြစ်သွားတာအရင်အခြေအနေကကောင်းနေပါရဲ့နဲ့ဒီလိုအခြေအနေကြီးဖြစ်သွားတာအဲ့ဒါကြောင့်လဲသူကအခုချိန်မှာ healing လုပ်နေရတာဖြစ်နိုင်ပါတယ်နော်ဒီလိုမျိုးဆက်ပြီးတော့ကြည့်မယ်ဆိုရင်တော့ဒီတတဝါအကြောင်းမို့လို့သူအခုချိန်မှာ healing လုပ်နေရတာဖြစ်နိုင်တယ်ငွေကြေးတွေနဲ့ပတ်သက်ပြီးစဉ်းစားတဲ့အဆင့်ကဒီမှာနေရက်တာဖြစ်နိုင်တယ်เนาะဒီ healing ကဘာအတွက်လုပ်တာလဲဒီ healing ကဘာအကြောင်းအရာအတွက်လုပ်တာလဲဆိုရင်เนาะသူကိုယ့်ပေါ်မှာမယိုးသားမှုတစ်ခုခုရှိခဲ့တာသူကိုယ့်ကိုချစ်တင်လောက်တာပဲဖြစ်ဖြစ်เนาะအဲ့ဒီအကြောင်းအရာတစ်ခုပေါ်သွားတာเนาะအဲ့ဒါပေါ်သွားတာနဲ့ပတ်သက်ပြီးတော့အခုချိန်မှာဒီလိုမျိုး break up ဖြစ်သွားတာ break up ဖြစ်သွားတယ် okay break up ဖြစ်သွားတဲ့အချိန်မှာဒီတတဝ energy ကြီးနဲ့ပေါ့ပြိုပြတ်သွားတဲ့အချိန်မှာလေရှေ့ဆက်ရမှာလားရက်လိုက်ရမှာလားလာမေးတယ်ဆိုကြတဲ့ကလာကြည့်တယ်ဆိုကြတဲ့ဖိုက်တူလေးတွေဘက်ကပြတ်သားဖို့နည်းနည်းလေးခဲရင်နေတာမျိုးသူစီမှာ feeling ကြနေတာမျိုးလေးတွေဖြစ်နိုင်ပါတယ်အဲ့ဒီအကြောင်းအရာကြောင့်မလို့လာကြည့်တာပေါ့နော်သူ့ရဲ့ hidden feeling ကတော့ဘာဖြစ်မလဲဆိုရင် you and I will ချူရန်ဆိုတော့မင်းနဲ့ငါနဲ့ကအရန်ငယ်ခဲ့တယ်ဆိုတာဒါအသက်ငယ်ခဲ့တာကိုပြောချင်တာမဟုတ်ဘူးเนาะအချိန်တစ်ခုကဟိုပေါ့ right time မဟုတ်ခဲ့တာဖြစ်နိုင်တယ်เนาะ right time မဟုတ်ခဲ့တာသူနဲ့ကိုယ်နဲ့ပေါင်းဖက်ဖို့အဆင်သင့်မဖြစ်သေးတဲ့အချိန်ပေါ့เนาะအဲ့ဒီလိုအချိန်လေးမျိုးဖြစ်ခဲ့တာလည်းဖြစ်နိုင်တယ်လို့ခုချိန်ကြမှာသူကပေါ့နော်ခုလိုဖြစ်တဲ့အချိန်ကြမှာသူကကိုသူ့ပေါ်မှာအရန်လေးနဲ့ရှိတာ truth ဒီမှာလေ finding out the truth ဆိုတော့အမှန်တရားကိုသူရှာဖွေတွေ့ရှိသွားတာအခုမှเนาะအခုမှအမှန်တရားကိုသူရှာဖွေတွေ့ရှိသွားတာအဲ့ဒါတော့ကိုသူ့ပေါ်မှာအရန် feeling ရှိတဲ့အကြောင်းကိုသူပို့ပြီးတော့မှအခုချိန်ကြမှာသူပို့ပြီးတော့တိတိကျကျပို့သိသွားတာเนาะဒီမှာကလည်းသူကအခုချိန်မှာ healing လုပ်နေတဲ့အခြေအနေပါဒီအခြေအနေပါဒီအခြေအနေเนาะဒီအချိန်ဖြစ်ပါတယ်တဲ့เนาะဒီအချိန်ဖြစ်တယ်အဲ့ဒီအတွက်တော့ပြောချင်တဲ့ပုံစံလေးကတော့ဘယ်လိုလဲဆိုရင်သူ healing လုပ်တဲ့အခြေအနေလေးကိုတော့သူစောင့်စေခြင်းတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ်เนาะအဲ့လိုမျိုးလေးကိုတော့တွေ့ရပါတယ်ဒီမှာလည်းဒီကတ်တွေကပေါ့เนาะကောင်းတဲ့ကတ်တွေဖြစ်တဲ့အတွက်ကောင်းတဲ့ကတ်တွေဖြစ်တဲ့အတွက်ပေါ့เนาะနည်းနည်းလေးတော့ဒီ reading လေးကတော့တစ်ခုထပ်ပြီးတော့ကြည့်ပေးဖို့လိုတယ်လို့မြင်ပါတယ်เนาะအဲ့ဒါလေးကတော့ဘာဖြစ်မလဲဆိုရင်ကလေးနဲ့ထပ်ဆွဲပေးမယ်เนาะဘာလို့လဲဆိုရင်အခုဒီ break up ဖြစ်တဲ့အခြေအနေကြီးကွာ
အခုဒီ breakup ဖြစ်တဲ့အခြေအနေကြီးကနေပြီးတော့ပေါ့နော်ကိုကဆက်ဆောင်တင်လာရက်လိုက်တင်လာဆိုတဲ့အချိန်မှာအဖြေသိပြီးတော့မရှင်းဘူးပြောမယ်ဆိုရင်တော့ဒီချိန်မှာစိတ်အရန်တိုနေတဲ့လူဆိုရင်တော့ဖြတ်လိုက်တော့မှာပေါ့နော်အဲ့လိုအခြေအနေမျိုးဖြစ်ပါတယ်အဲ့တော့ဒီ connection နဲ့ပတ်သက်ပြီးတော့ရှင်းဆက်တင်လာရက်လိုက်တင်လာဆိုတာလေးကိုရှင်းလင်းအောင်တစ်ခါလောက်ထပ်ပြီးပါဦးနောက်တစ်ခါOkay ပြောမယ်ဆိုရင်တော့ပေါ့နော်ဒီ connection လေးကလေဒီ connection လေးကနည်းနည်းလေးရှေ့ဆက်သွားစေချင်သေးတယ်ဘာလို့လဲဆိုရင်အခုလက်ရှိဖြစ်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီပြဿနာကိုဖြေရှင်းမယ်ဆိုတဲ့ကတ်လေးတွေ့ပါတယ်နော်ဖြေရှင်းပါလိမ့်မယ်အလင်းအမြန်ဖြေရှင်းပေးလိမ့်မယ်ခုချိန်မှာသူ heal လုပ်နေရဆိုရင်လည်းပေါ့နော်ဒီ heal လုပ်နေတဲ့အကြောင်းအရာခါနေပြီးတော့ပေါ့နော်သူheal လုပ်ပြီးပြီဆိုတာနဲ့သူဒီကိစ္စလေးတခုကိုဖြေရှင်းပါလိမ့်မယ်ဒီ connection ကိုခုလာကြည့်တဲ့ဖိုက်တူလေးတွေကလည်းမစွန့်လွတ်နိုင်ဘူးဆိုတာမျိုးတွေ့တယ်တကယ်လို့မဟုတ်ဘူးကျမကတော့လုံးဝပြီးပြီရက်လိုက်ပြီဆိုတဲ့သူလေးတွေလည်းသဘောပါရက်လိုက်ပါပေါ့နော်ရက်လိုက်မယ်ဆိုရင်တော့လေnew love ကနောက်လို့ဖြစ်မှာပေါ့နော် new love ကဒီအချစ်သစ်ကဝင်လာမှာပဲကိုပေါ်ရတယ်ကိုနော်အကယ်၍ကိုကမစွန့်လွတ်ဘူးဆက်ဆောင်မယ်ဆိုတဲ့သူလေးတွေလည်း Queen of Cups energy နဲ့ပေါ့နော်ဒီနှစ်ယောက်ရဲ့ connection လေးကပွင့်လင်းပြီးတော့မှအခုလို့ तू ကမပွင့်လင်းသေးဘူးဆိုရင်တော့မှပွင့်လင်းပြီးတော့မှပေါ့နော်သူကထုတ်ပြီးတော့ချစ်ပြလာတာမျိုးเนาะကိုကိုအရင်ထက်ပိုပြီးတန်ဖိုးထားတာမျိုးအရင်ထက်ပိုပြီးတော့မှပွင့်လင်းချစ်ပြတာမျိုးလေးတွေတော့ရှိလာဖို့ရှိတယ်အဲ့တော့ကြိုက်တယ်လို့ဆုံးဖြတ်ပါဒါကတော့ကိုယ့်ရဲ့ personal ဖြစ်တယ်ပြီးတော့ကိုကြုံတွေ့နေရတဲ့သူကကိုပဲအတိဆုံးပေါ့နော်ဒါကတော့ချမ်းတော့လူအများစုရဲ့ energy ကိုကြည်ပေးတာဖြစ်တဲ့အတွက်ကိုမြင်တာလေးတွေကိုပြောပြလိုက်မယ်ဆရာမကြီးဆက်မဆောင်နိုင်ဘူးဒီလိုလုပ်တဲ့အတွက်ကိုစိတ်နာတယ်ဆိုတဲ့သူလေးတွေ new love လာဖို့ရှိတယ်ကိုဘွားထဲမှာနော်အကယ်၍မဟုတ်ဘူးဒီလိုတော့ဖြစ်တာမှန်တယ်နာကျင်တာလည်းမှန်တယ်ဒါပေမဲ့လေဆက်ဆောင်ကျင်သေးတယ်ဆိုတဲ့သူလေးတွေလည်းဒီအခုဖြစ်နေတဲ့ပြဿနာကြီးကိုဖြည့်ရှင်းလာပါလိမ့်မယ်เนาะဖြည့်ရှင်းလာပါလိမ့်မယ်ဒီရဲ့ picture message ကအမြဲတမ်းကြည်တိုင်းပါလေမျက်နှာလေးအမြဲတမ်းပြုံးနေတာကိုတွေ့ရတဲ့အတွက်ကိုအောင်ပွဲခံရဖို့ရှိတယ်ဖြည့်ရှင်းနိုင်လိမ့်မယ်နိုင်နေเนาะပြီးရင်တော့ဒီထက်ပိုပြီးတော့ကိုကပိုပြီးချစ်ခံရမယ်เนาะပိုပြီးပွင့်လင်းတဲ့ချစ်ချင်းမေတ္တာတွေထုတ်ပြလာတာမျိုးလေးတွေကိုတွေ့ရလိမ့်မယ်ဒီထက်ပိုပြီးနူးညံ့တဲ့ချစ်ချင်းမေတ္တာတွေကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ပေါ့နော်ကိုလူပေါ်ကြည့်ပြီးတော့မှဆက်ဆောင်လို့အဆင်ပြေနိုင်တဲ့သူမျိုးဆိုရင်လည်းဆက်ဆောင်ပါမဆောင်နိုင်တဲ့သူဆိုရင်လည်းရက်လိုက်ပေါ့နော်ဒါတော့ကိုယ့်သဘောဖြစ်ပါတယ်ဒါပေမဲ့ပထမ5 watt ထဲဆိုင်နော်ဒီ5 2လေးတွေကပို့ပြီးတော့ energy ကောင်းတာမျိုးတွေ့တယ်သူကိုယ်ပေါ်မှာစပါပြီဆိုကြတဲ့ကပို့ပြီးတော့မှ5 watt လေးတွေထဲဆိုင်5 2လေးတွေကပို့ပြီးလေးနက်တာပို့ပြီး energy ကောင်းတာမျိုးလေးကိုတွေ့ပါတယ်เนาะအဲ့တော့ကိုယ့်ရဲ့တစ်ဖက်သူနဲ့လုံးဝမှတိကျသိချင်နေဆိုရင်တော့ personal လာယူပါဒါကတော့ channel ဖြစ်တဲ့အတွက်အရင် serious မထားစေချင်ပါဘူးเนาะပြီးတော့နောက်တစ်ခုပေါ့เนาะ channel ရဲ့ဒီပေါ့เนาะ anti ဆရာမရှိတယ်သူကရရအပိုင်းလေးတွေလုပ်ပေးတယ်ဆိုပေမဲ့လို့အခုချိန်မှာသူများရရတွေလုပ်နေလို့မအားဘူးပေါ့နော်ဒါပေမဲ့သူ့မှာလည်းပေးအပ်ထားတဲ့တာဝန်အရာပညာဒါနပေးဖို့တာဝန်ရှိနေတဲ့အတွက်ပညာဒါနလေးကိုဆက်ပေးပါမယ်အခုတော့လူ၈ယောက်ပြီးသွားပြီပေါ့နော်ပြီးပထမဦးဆုံးတစ်ပတ်မှာ9ယောက် free ပေါ့နော်ပညာဒါနအစီအစဉ်လေးဟောပေးသွားပြီဖြစ်ပါတယ်ဒုတိယတစ်ပတ်မှာ3ယောက်အခုဒီတစ်ပတ်မှာလည်း9ယောက်သူထပ်ပြီးတော့ကြည်ပေးမယ်တစ်ပတ်ကို9ယောက်တော့သူဖြစ်အောင်ပေါ့မအားတဲ့ကြားထဲကနေလုပ်ပေးနေရဖြစ်ပါတယ်ဒါကလည်းသူတာဝန်ရပေါ့နော်သူအာယုံရလို့သူလုပ်ပေးတာဖြစ်ပါတယ်เนาะအဲ့တော့ဒီတစ်ခေါက်ဒီ9ယောက်ကြာရင်เนาะချမ်းဓာတ်ရိုက်ဖုန်းနံပါတ်မပေးတော့ဘူးဘာလို့လဲဆိုရင်ဆီယာမနဲ့ဓာတ်ရိုက်ပြောတဲ့အချိန်မှာတချို့တွေကနားမလဲတာမျိုးတွေရှိတယ်เนาะအဲ့တော့အစင်မပြေရင်လည်းပညာဒါနဖြစ်တဲ့အတွက်ပြန်လာမပြောဘူးပေါ့เนาะအဲ့လိုမျိုးလေးတွေရှိတဲ့အတွက်ပေါ့ချမ်းကလည်းတစ်ဖက်တစ်လမ်းကနေကူညီပေးပါမယ်အကယ်၍ဆီယာမရဲ့ပညာဒါနကိုပါရမီဖြည့်ခြင်းနဲ့ကိုတိုင်လည်းအခက်အခဲရှိတယ်လာပြီးတော့မေးခြင်းတယ်ဆိုရင်ပေါ့နော်ချမ်းစီကို Viber အနေလာပြောပါချမ်းကဂျားတွေကနေပြီးတော့ဘာသာပြန်ပြီးမယ်ပေါ့နော်ဆီယာမနဲ့လာမေးတဲ့သူနဲ့ဂျားမှာပို့ပြီးအဆင်ပြေအောင်အကျိုးရှိအောင်လို့ဘာသာပြန်ပြီးမယ်ပေါ့နော်အဲ့ဒီလိုအကူအညီလေးတော့လုပ်ပေးပါမယ်ဒီ energy ကိုပဲစစ်ချင်တာသူ့ရဲ့ energy ကိုပဲဒီ terror တွေနဲ့ပဲဒီလိုမျိုးသိကျင်တာဆိုရင်တော့ချမ်းစီမှာပါဆင်နေလာယူပါเนาะဒါကတော့အားလုံးအတွက်ပြောပြတာဖြစ်ပါတယ်เนาะအားလုံးကိုခုဒီဗီဒီယိုကိုလာကြည့်ပေးတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အမြန်ဆုံးပေါ့เนาะချစ်ချင်းမြတ်တာတွေအသေးတွေဖြစ်ပြီးတော့ new love တွေဖြစ်ပြီးတော့မှ wedding အထိအမြန်ဆုံးသွားနိုင်ပါစေဖိုက်တူလေးတွေလူအင်စနာတွေအမြန်ဆုံးပြေဝပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်အားလုံးပဲတက်တာပါเนาะ